မေတော်ကြီးငါဘုရားကိုသင်္ကန်းတစ်ထည်လှူပြီးကျင့်တတ်တော့ကြံတဲ့တစ်ထည်သောသင်္ကန်းကိုတန်ခါကိုလှူလိုက်ပါတဲ့ဘယ်ကိုလှူခိုင်းလဲအေးတန်ခါကိုမေတော်ကြီးလှူရင်မေတော်ကြီးအကျိုးသိမ့်များသွားမယ်ကျိုးကျေးဇူးတွေအများကြီးရမယ်တန်ခေဒိဏမဟာဖလားတန်ခါကိုလှူခြင်းတည်လည်းပဲငါဘုရားကိုလှူတာနဲ့တူတူပဲမေတော်ကြီးတန်ခါသွားလှူတန်ခါသွားလှူလို့အဲ့ဒီလိုမိန်တော်မူတော့မြတ်စွာဘုရားရဲ့အနားမှာအဲ့ဒီချိန်မှာတန်ခါပေါင်းဘယ်လောက်ရှိတော့ဆိုအပါ80ရှိတယ်ပြည်သားတန်ခါတော့အရေးအတွက်ဘယ်လောက်လဲတန်ခါလှူဆိုတော့ဘယ်တန်ခါကိုလှူရမှလည်းမသိဘူးတန်ခါတွေကအပါ80တောင်မှအဲ့ဒါနဲ့မေတော်ကြီးကသင်္ကန်းကြီးရွှေသင်္ကန်းကြီးကိုကိုင်းပြီးတော့တန်ခါတဒေမပါဗျာတပားမှထွက်ပြီးအလှမခံဘူးတန်ခါတဒေမပါဗျာတပည့်တော်တန်ခါကလှူပါတယ်ဗျာတန်ခါကိုလှူပါတယ်ဗျာအဲ့ဒီလိုအကျဉ်းချင်းအခါကပြောတော်လဲပဲဘယ်တန်ခါမှထွက်ပြီးတော့မေတော်ကြီးရဲ့လက်ထဲကသင်္ကန်းကိုအလှမခံရဲဘူးတဲ့ဘာဖြစ်လို့တုံးဆိုရင်မြတ်စွာဘုရားကလည်းဒီရွှေသင်္ကန်းကြီးကိုယုံနာမယ်အလှခံတဲ့ကိုယ်တော်ကလည်းဒီသင်္ကန်းကိုယုံနာမယ်ဆိုဘုရားနဲ့အတူတူလိုဖြစ်နေတယ်ဘုရားကလည်းရွှေသင်္ကန်းနဲ့ဒီကိုယ်တော်ကလည်းရွှေသင်္ကန်းနဲ့ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့တန်းတူလိုဖြစ်သွားမယ်ဒါကတစ်ချက်ပဲတိုက်နောက်တစ်ချက်ကဘုရားရှင်တစ်ထဲကိုဝစ်ပြီးတော့တစ်ထဲကိုခြုံနာမယ်ဆိုလို့ရှိရင်အလွန်တရာကိုမြတ်စွာဘုရားနဲ့ဒီရွှေသင်္ကန်းနဲ့လိုက်ဖက်တော်မူလိမ့်မယ်တင့်တယ်တော်မူလိမ့်မယ်လို့အဲ့ဒီလိုနှလုံးသွင်းပြီးတော့ဘယ်တန်ခါကမှထပြီးတော့ရွှေသင်္ကန်းကိုအလှမခံရဲဘူးတဲ့အလှမခံဝတ်ဘူးတဲ့အဲ့ဒီအချိန်မှာအဇိတလို့အမည်ရတဲ့ယဟန်တစ်ပါးအဇိတလို့အမည်ရတဲ့ယဟန်တစ်ပါးကမြတ်စွာဘုရားသည်တန်ခါကိုလှူခိုင်းနေတာမေတော်ကြီးကိုကြိုးများစေခြင်းလို့လှူခိုင်းနေတာဖြစ်မဲ့အေးဒီရွှေသင်္ကန်းတစ်ထဲကိုငါအလှခံမယ်လို့ဆိုပြီးတော့သူ့ထက်သိက္ခာဂုဏ်ဝါကြီးတဲ့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်မကတ္တပတို့အရှင်နုရုဒ္ဓတို့ယဟန္တာကြီးတွေလည်းအများကြီးရှိတယ်ဗျာကြီးအဲ့ဒီလက်ဝဲရန်လက်ရရန်အက္ခတာဝကမဟာတာဝကကြီးတွေတပားမှအလှမခံရဲတဲ့သင်္ကန်းကိုအဇိတလို့အမည်ရယဟန်ကထွက်ပြီးတော့အဲ့ဒီမှာအလှခံတာအညတရယဟန်ကအလှခံတာဘာကိစ္စနဲ့ထပြီးတော့အလှခံတာတော့ဆိုရင်မေတော်ကြီးကိုကြိုးကျေးဇူးများအောင်လို့ထပြီးတော့သူလှခံလိုက်တာအဲ့ဒါကိုဘိန်းတို့ပြည်သားရဲ့ပုရုဇဉ်တန်ဃာတွေကလက်တို့ပြီးတော့